မင်္ဂလာပါကျွန်တော်ဒီ The Life of the World ကမ္ဘာလင်း channel ကနေပြီးတော့ကြိုဆိုနှုတ်ဆက်ပါတယ်ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ special ဧည့်သည်ကတော့ဆရာတော်ကြီးတူကြဖြစ်ပါတယ်လို့เนาะသူကတော့ဒီမှာ Grand Rapids မှာအသင်းတော်ဆရာတင်တော်ပါတယ်ပြောပါအောင်ဆရာ International Life Worship Church ပါ ဟုတ်ကဲ့အဲ့ဒီမှာသူကကျောင်းထိုင်ဗမာပြည်လို့ဆိုရင်ကျောင်းထိုင်ဆရာပေါ့နော်တင်းဟုတ်ဆရာဖြစ်ပါတယ်ဒါဆိုဆရာဟိုဗမာပြည်မှာဘယ်စာတိမှနေပြီးတော့ဘယ်လိုကြီးပြင်းလာတယ်လဲနည်းနည်းပြောပြပါဦးဟုတ်ကဲ့ဟုတ်ကျွန်တော်ကတော့ဒီမြန်မာပြည်မှာဆိုရင်ဒီရှမ်းပြည်နယ်မြောက်ပိုင်းဒီနံပါတ်2နဲ့ဒီ Bordering ဆိုတာနံပါတ်2 Bordering တက်တူတွင်ပေါ့နော်အဲ့ဒီဂျားမှာရှိတဲ့ဂျာစခန်းဆိုတဲ့ကြေးရွာမှာကြီးပြင်းလာတာဖြစ်တယ်ငယ်စဉ်ကလေးကနေကျွန်တော်အဲ့ဒီမှာနေထိုင်ရင်းနဲ့အထက်တန်းကိုလည်းအဲ့ဒီဂျာစခန်းမှာနေနေပဲကျွန်တော်အောင်မြင်ခဲ့တာဖြစ်ပါတယ်ဆရာမောင်နှမဘယ်နှယောက်ရှိသလဲမွေးချင်းညီကောင်မအားလုံးပေါင်းကျွန်တော်စီမှာ6ယောက်ရှိတယ်ယောက်ျားလေး9ယောက်ပြီးတော့မှမိန်းကလေး1ယောက်ဖြစ်ပါတယ်မိဘတွေရောအသက်ရှင်သေးလားဆရာကျွန်တော်မိဘတွေကတော့လွန်ခဲ့တဲ့10နှစ်ကျော်လောက်ကနေဆုံးပါသွားကြပြီခေါ်တော်မူချင်းခံရပြီဖြစ်တယ်ဟုတ်ပြီဒါဆိုရင်ဆရာဟိုဗမာပြည်ကနေပြီးတော့မလေးရှားကိုဘယ်နှခုနှစ်ကရောက်တယ်လဲဘယ်လိုကြောင့်ရောက်သွားတာလဲဆရာပြောပြပါအောင်မလေးရှားကိုကျွန်တော်ဒီ2000နဲ့မလို့5ခုနှစ်ပေါ့နော်ဒီဇင်ဘာလောက်မှာကျွန်တော်ရောက်ရှိတာဖြစ်တယ်အဓိကတော့အဲ့ဒီမလေးရှားမရောက်ခင်မှာကျွန်တော်ဒီမြန်မာပြည်မှာနေနေအမှုတော်ဆောင်တာရှိတယ်နောက်ပြီးတော့ NGO မှာကျွန်တော်ဒီတာဝန်ထမ်းဆောင်နေတာရှိတယ်ပေါ့နော် NGO တခုမှာကျွန်တော်ဒီနေစီမချားဆရာဝန်များအဖွဲ့ဆိုတဲ့ NGO ပေါ့အဲ့ဒီ NGO မှာကျွန်တော်ဟို logistic admin လုပ်နေရင်းနဲ့အဲ့ဒီချိန်မှာတော့ကျွန်တော်ကျန်းစာကျောင်းတော့2000နှစ်လောက်မှာပြီးသွားပြီပေါ့နော်ဆရာရန်ကုန်မှာပဲလေရန်ကုန်မှာပဲဟုတ်တယ်ဘယ်ကျောင်းမှာပြီးလဲဆရာရန်ကုန်ဒီ Living Water Theological Seminary ဟုတ်ပြီဟုတ်တော့မှာနော်ဟုတ်ပြီအမှပြီးသွားတာဖြစ်တယ်အဲ့နဲ့ကျွန်တော်နောက်ပိုင်းကျွန်တော်အဲ့ဒီရန်ကုန်မှာနေတယ်နောက်ကျန်းစာကျောင်းမှာဒီတစ်နှစ်ကျော်2နှစ်လောက်ပေါ့နော်အဲ့ဒီဓမ္မကတိကအနေနဲ့စာချပုဂ္ဂိုလ်လုပ်တယ်အဲ့ဒီနောက်ပိုင်းတော့ကျွန်တော်ဒီမူဇေမှာရောက်သွားပြီးတော့အဲ့ဒီ2003-4လောက်မှာပေါ့2003လောက်မှာပေါ့နော်ကျွန်တော်ဒီမူဇေမှာအနေစီမချားဆရာဝန်များအဖွဲ့မှာ logistic admin အနေနဲ့ကျွန်တော်တာဝန်ထမ်းဆောင်တယ်အဲ့ဒါပြီးတော့ကျွန်တော်2005လောက်မှာကျွန်တော်မူဇေကနေပြီးတော့မှဒီတရုတ်ပြည်ပေါ့နော်တရုတ်ပြည်အဲ့ဒီရွှေလီကိုတွားနေနဲ့ဆိုင်ကယ်ပေါ်မှာကျွန်တော်တွားနေနဲ့ဟိုဖျားတခင်ကယူပါယုံတစ်ခုပေးတာဘာပေးလဲဆိုတော့ဟိုမလေးရှားမှာတွားပြီးတော့မှဒီစဘာခင်းတစ်ခုပြတာပေါ့နော်အဲ့ဒီမှာကျွန်တော်တွားပြီးမှရိတ်သိမ်းနေတာဆိုဆိုင်ကယ်စီးနေနဲ့ကျွန်တော်အဲ့ဒီယူပါယုံမြင်တာဖြစ်တယ်အဲ့လိုမြင်တဲ့အခါမှာဖျားတခင်ကျွန်တော်ကိုမလေးရှားတွားဖို့အတွက်ဖြစ်မှာပဲလို့ကျွန်တော်အဲ့လိုမျိုးတွေးတောပြီးတော့မှနေတာပေါ့နော်တွေးတောနေပြီးတော့မှတိတ်မကြခင်မှာဒီမလေးရှားကိုဟိုတွားရအောင်ဆိုမှကျွန်တော်မိတ်ဆွေတယောက်ကနေပြီးမှကျွန်တော်ခေါ်တာတခါမှသူနဲ့အဆက်အသွယ်မရှိဘူးဒါပေမဲ့သူကကျွန်တော်ဖုန်းနံပါတ်ဘယ်လိုရသွားလဲမသိဘူးအဲ့လိုနဲ့ကျွန်တော်ခေါ်ဆက်သွယ်နေကျွန်တော်အဲ့ဒါနဲ့ဒါကတော့ဒါဖျားသူနဲ့အဆက်အသွယ်မရှိဘူးကျွန်တော်မလေးရှားတွားမယ်ဆိုတဲ့စိတ်လည်းမပေါ်ဘူးဒါပေမဲ့သူကနေပြီးမှအဲ့လိုတွားပြောတယ်ပြီးတော့မှမလေးရှားရောက်လဲအမှုတော်ဆောင်လို့ရတာပဲဆိုတဲ့ဟာတွေသူ့ဘက်ကကန်လန့်တာပေါ့နော်အဲ့လိုပြောတာတွေဆိုတော့ဒါဖះရဲ့အကြံစီပဲဆိုပြီးမှကျွန်တော်ဆုံးဖြတ်ချက်ချပြီးမှမလေးရှားတွားဖို့လုပ်လိုက်တယ်အဲ့တော့2000နဲ့မလို့5ဒီဇင်ဘာလောက်မှာကျွန်တော်မလေးရှားရောက်သွားတာဖြစ်တယ်ဆရာအဲ့တုန်းကဆရာ single ပဲလား single ပဲဖြစ်တယ်ဟုတ်တယ်ဟုတ်ပြီဒါဆိုမလေးရှားရောက်ပြီးတော့မလေးရှားမှာဘယ်လိုပုံစံမျိုးနဲ့နေပြီးတော့အမှုတော်ဆောင်တယ်ဆရာမလေးရှားမှာကျွန်တော်ဒီစက်ရုံတစ်ခုမှာကျွန်တော်အရင်ဆုံးရောက်တယ်ပြီးတော့မှအဲ့ဒီမှာအလုပ်လုပ်ရင်းနဲ့အဲ့ဒီကနေတဆင့်ကျွန်တော်ဒီမလေးရှားမှာကျွန်တော်နဲ့ဟိုအမှုတော်ဆောင်ဖြစ်လာဖို့လက်တွဲတဲ့ဆီယမကျင်လက်ပေါ့နော်ဆီယမဖုန်ဒီကေကျင်ဆိုတာရှိတယ်သူကနေပြီးတော့မှအတင်းတော်စမယ်အဲ့မှာလူဟိုပါဝင်မဲ့လူတွေလိုအပ်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အခါမှာကျွန်တော်ဟိုအဲ့ဒီဟိုကျွန်တော်လည်းမလေးရှားလာတာဒီအတွက်ပဲဆိုတော့ကျွန်တော်အဲ့ဒါနဲ့သူ့ရဲ့ပြောဆိုမှုတွေကိုကျွန်တော်ဖះရဲ့ခေါ်ချင်းဖြစ်တယ်လို့ကျွန်တော်ခံစားပြီးတော့မှ2006သူအတင်းတော်စတဲ့ချိန်မှာကျွန်တော်အဲ့ဒီမှာဆရာမနဲ့ပဲပါဝင်ဖြစ်သွားတာပေါ့နော်အဲ့ဒီ2006မှာမလေးရှား KL ထဲမှာနော် KL ထဲမှာဟုတ်တယ် KLBC KLBC မဟုတ်ဒီ
Cheras မှာပေါ့နော် ဟော အဲ့ဒီမတိုင်ခင်မှာတော့ကျွန်တော် KFC ဆီယာမဝင်းနီစန်တာဆိုတာရှိတယ်အဲ့ဒီအတင်းတော်မှာကျွန်တော်ပါဝင်တယ်ဆိုတာတလို့ပဲဟိုအတင်းသားတယောက်အနေနဲ့ ဖျားသွားရှိခိုးတာပေါ့ ဖျားသွားရှိခိုးတာဟုတ်တယ်ဒါလေးပါပဲဟုတ်တို့လည်းကျွန်တော်အဲ့ဒီချိန်မှာတိပါမဟုတ်အဲ့လိုဖျားရှိခိုးတွားလိုက်လာလိုက်အဲ့လိုကျွန်တော်ဘယ်သူနဲ့မှလည်းအဆက်အသွယ်မလို့ကျွန်တော်လည်းအဲ့ဒီချိန်မှာဆူတောင်းတဲ့ကာလဆိုတော့လေနော်အဲ့လိုမျိုးနဲ့ပဲတွားခဲ့တာဖြစ်တယ်နောက်တော့ဆရာမကျန်လက်နဲ့ဖျားတွေးဆောင်ခွင့်ပေးပြီးတော့မှကျွန်တော်တို့ဒီအတင်းတော်မှာဆရာမလက်တွဲခေါ်ချင်ရပြင်ကျွန်တော်ဒီလိုမျိုးဆက်ပြီးမှပေါင်းဝင်လာနိုင်တာပေါ့နော်ဆရာ ဟုတ်ကဲ့ဒါဆိုရင်ဆရာအဲ့ဒီအချိန်မှာဆရာကအမှုတော်ဆောင်စပြီးတော့လုပ်နေတယ်ဆိုတော့ဒီအမှုတော်ဆောင်လုပ်တဲ့အချိန်ကနေစပြီးတော့အမေရိကထွက်လာတဲ့အချိန်ဘယ်နှစ်နှစ်လောက်အဲ့မှာလုပ်ခဲ့တယ်လဲ ကျွန်တော်2006ကနေရေတွက်မယ်ဆိုရင်တော့2013မှာကျွန်တော်ဒီအမေရိကန်ရောက်လာတာဆိုတော့2013 March လလောက်ဆိုတော့9နှစ်ဝန်းကျင်လောက်ဖြစ်မယ်ဆရာ ဟုတ်ဒါဆိုရင်ဆရာအဲ့ဒီမှာအမှုတော်ဆောင်ရင်းနဲ့ဒီကိုရောက်လာတယ်ဆိုတော့အဲ့ဒီရောက်လာတဲ့အချိန်မှာရောဆရာကအိမ်ထောင်ရှိပြီလားဒါမှမဟုတ်ဒီရောက်မှအမေရိကရောက်မှအိမ်ထောင်ပြုတ်တာလားဆရာပြောပြပါဦးနည်းနည်းဟုတ်ကဲ့ ဒီဒါဆိုအကြောင်း ဟုတ်ကဲ့ကျွန်တော်ဒီ2009မှာကျွန်တော်အိမ်ထောင်ပြုတ်ဖြစ်တာဖြစ်တယ်ကျေးဇူးတော်ကြောင့်ပေါ့နော်2009ဆိုတာ KL မှာပေါ့ KL မှာပဲပေါ့မလေးရှားမှာရှိနေတော့မှာဟုတ်တယ်မလေးရှားမှာရှိတော့မှာအဲ့ဒီမှာလဲကျွန်တော်လဲဟိုအမှုတော်လဲဆောင်းနေရဆိုတော့ရေးစားလဲအဲ့လိုကောက်ထားဖို့ကလဲအစင်မပြေဘူးလေနော်အဲ့လိုမျိုးဘယ်လိုလို့အစင်မပြေတာလဲဆရာပြောပါ အစင်မပြေဆိုတော့ကျွန်တော်ဒီကောက်ထားမယ်ဆိုဟာဆရာတူးချာရေးစားတွေနဲ့ဆိုပြီးမှအတင်းသားတွေကြားထဲမှာတိတ်ဟိုမကောင်းမှဆိုတော့အဲ့ဒါဆိုတော့အဲ့လိုပဲနေရင်းနဲ့ဒါမဲ့ဟိုကျွန်တော်ဒီမြန်မာပြည်ကနေရောက်လာတဲ့မိတ်ဆွေတွေရှိတယ်တရက်တော့တို့ရောက်လာတော့ဟုတ်ဟိုအမှုတော်ဆောင်ဆိုတာဒီ single နဲ့မနေကောင်းမှုပေါ့နော်အဲ့ဒါနဲ့တို့ချိတ်ပေးမယ်တို့ဒီတကယ်ကိုဖះကိုချစ်တဲ့သူရှိတယ်ပေါ့နော် ဟုတ်ကဲ့အဲ့လိုနဲ့ဆက်တွဲဖို့လုပ်ရဲဆိုတော့ကျွန်တော်နောက်ဆုံးတော့အဆုံးပြောမယ်ဆိုရင်တော့အဲ့လိုပေးစားတဲ့အရာပေါ့နော်မိဘတွေပေးစားတာနဲ့ကျွန်တော်အဲ့ဒါနဲ့ယူဖြစ်သွားတယ်ဒီကျွန်တော်ဇနီးတယ်သူကတော့မြန်မာပြည်မြစ်ချင်းနားမှာနေတာပေါ့နော်မြစ်ချင်းနားသူဖြစ်တယ်အဲ့ဒီကနေကျွန်တော်တို့ဒီအားလုံးဒီစကားစမီတွေပြောမိဘနှစ်ဦးနှစ်ဖက်တွေအဲ့လိုပြောရင်းနဲ့နောက်ဆုံးတော့ဒီကျွန်တော်တို့ဒီအားလုံးတဘောတူညီပြီးမှ2009 February 14ရက်နေ့မှာဟိုလက်ထက်မင်္ဂလာထိမ်းများခြင်းပေါ့နော်ကျွန်တော်အမှုပြုမှာအဲ့ဒီကနေအိမ်ထောင်ကျသွားတာဖြစ်ပါတယ်ဒါဆိုရင်သူဟိုမလေးရှားရောက်တဲ့အချိန်မှာဆရာတင်းတော်မှာပါဝင်သလားပါဝင်တယ်ဟုတ်တယ်သူကအဲ့မှာပါဝင်တယ်လေဆရာအဲ့ဒီချိန်မှာသူကဟိုအဲ့ဒီချိန်မှာကျွန်တော်တခါမှမတွေ့ဘူးလေမြန်မာပြည်မှာတော့ကျွန်တော်တို့ဟိုမြန်မာတန်းတာပဲရှိတယ်ပေါ့နော်အရန်ရင်းနှီးတာမရှိဘူးကျွန်တော်အဲ့လိုမျိုးဟိုမိဘတွေပေးဆိုင်တဲ့သူ့ကိုဟိုမြစ်ကြီးနဲ့ကနေကျွန်တော်လမ်းပြီးတော့မှဟိုခေါ်လိုက်ရင်းနဲ့သူရောက်လာအဲ့ချိန်မှာကျွန်တော်စတွေ့ဘူးလားအဲ့ဒီကနေအဲ့ဒါနဲ့ဟိုပေးအဲ့ဒီကနေကျွန်တော်တိတ်မကြခင်ပါပေါ့နော်နှစ်ပတ်လောက်မင်္ဂလာဆောင်ဖို့အတွက်အချိန်တွေယူရင်းနဲ့ကျွန်တော်အဲ့ဒီမှာမင်္ဂလာဆောင်သွားတာအဲ့ဒီနောက်ပိုင်းမှာသူကကျွန်တော်ဟိုအမှုတော်မြတ်ထဲမှာကျွန်တော်နဲ့အတူပေါ့နော်အေးတူပူမြပေါင်းဝင်လာတာဖြစ်တယ်ဟုတ်ပြီဒါဆိုဟိုကနေပြီးတော့ဇနီးမောင်နှံအနေနဲ့ဒီကိုရောက်လာတာဟုတ်တယ်ဟုတ်ရောက်လာတဲ့အချိန်မှာဆရာတို့ရောပထမဦးဆုံးပဲမြို့ကိုဘယ်နေရာကိုရောက်လာတယ်လဲဆရာရောက်လာတော့ဒီဟိုကျွန်တော်ရောက်လာလားဆရာဟုတ်တယ်ဆရာတို့အတူတူရောက်လာတယ်မလားအမေရိကကိုမဟုတ်ဘူးကျွန်တော်ကတယောက်တည်းရောက်လာတာဟုတ်တယ်အမေရိကကိုနော်အမေရိကကိုတယောက်တည်းရောက်လာဟုတ်တယ်ကျွန်တော်ဒီအခုဒီဖျားပြင်ဆိုပြီးကျွန်တော်ဇနီးပေါ့နော်အခုတော့သူကတော့2009မှာပဲရောက်လာတာဟုတ်တယ်ဆရာ2009တလပိုင်းမှာရောက်လာသူကအဲ့ဒီမတိုင်ခင်မှာသူကဟိုမြန်မာပြည်မှာပဲရှိတယ်ဒါပေမဲ့အဲ့ဒီမြန်မာပြည်မှာနေပြီးတော့ကျွန်တော်တို့ဟိုဒီမိဘတွေပေါ့နော်အဲ့လိုတဘောတူညီချင်းအလုပ်ပေးတာပေါ့နော်အဲ့လိုစေဆက်ကြောင်းလန့်ချင်းတွေအဲ့လိုဟိုအတိကတော့မိဘတွေအဲ့လိုပေးစားတာဆိုတော့လေကျွန်တော်အဲ့ဒီကနေဖုန်းနဲ့စကားတွေစမီတွေပြောရင်းနဲ့ဒီကနေပြီးတော့ဖုန်းနဲ့စကားဟုတ်တယ်အဲ့ဒီကနေကျွန်တော်လည်းအဆင်ပြေတယ်ဖျားတခင်ပြန်ဆင်ပေးတာပဲဆိုမှကျွန်တော်အဲ့လိုမျိုးလက်ထက်လိုက်တာဆရာဟုတ်ပြီဒါဆိုဆရာတို့ဒီဆရာဒီမှာအမေရိကရောက်တဲ့အချိန်ဘယ်မြို့ကိုအရင်ဆုံးလဲဒီ Grand Rapids ပဲလား Grand Rapids ဟုတ်တယ်ဆရာရောက်တာနဲ့ဒီမှာပဲဆက်နေပြီးတော့ဆရာအမှုတော်ဆောင်တာပေါ့ဟုတ်ဒီမှာပဲဆက်နေတယ်အမှုတော်ဆောင်ဖြစ်သွားတာပေါ့ဟုတ်ဒီမှာဘယ်နှခုနှစ်မှာဆရာအသင်းတော်စတယ်လေဒီမှာဒီ International Live Worship တော့ကျွန်တော်2014 January လမှာစတယ်ဆရာကျွန်တော်2013ရောက်တယ်ပြီးတော့2014မှာကျွန်တော်စဖြစ်တယ်ပေါ့အဲ့အချိန်မှာအမျိုးသမီးမရောက်သေးဘူးပေါ့မိသားစုလိုက်ရောက်လာကျွန်တော်ဒီမှာရောက်လာဟုတ်တယ်ဒီမှာကျွန်တော်တို့2009မှာလက်ထပ်ပြီးတော့မလေးရှားမှာဖြစ်တာမလေးရှားမှာလက်ထပ်တယ်2009မှာဟုတ်အဲ့ဒါနေကျွန်တော်တို့
ဒီမလေးရှားနဲ့အတူတူပေါ့နော်ကျွန်တော်သားတစ်ယောက်အခုဂျေရမိုင်ယာလို့ခေါ်တယ်သားတစ်ယောက်နဲ့ကျွန်တော်တို့2013မှာဒီ Grand Epic ကိုကျွန်တော်ရောက်လာတာဟုတ်တယ် ဆရာတို့မှာကလေးဘယ်နှစ်ယောက်ရှိလဲအခု အခုကတော့ဒီသားတစ်ယောက်တမိတစ်ယောက်ပေါ့ဆရာအဲ့ဒါ2ယောက်ရှိပါတယ်လို့ ကျေးဇူးတင်တယ်ဒါဆိုရင်ဆရာအနေနဲ့အခုအမှုတော်ထဲမှာပါဝင်ယူမကအတင်းတော်လဲကင်ထားတယ်အတင်းတော်လဲကြည်ရတယ်ဆိုတော့ဒီအတင်းတော်ထဲမှာအခုဆရာဘယ်နှစ်ယောက်နဲ့လက်တွဲပြီးတော့တွာလာနေတယ်လဲဆရာ အခုလက်ရှိတော့ကျွန်တော်ဒီအမှုတော်ဆောင်ဆရာ2ယောက်ရှိတယ်ဆရာအဲ့ volunteer တော့ဒီ Children Ministry ပါဝင်တာ3ယောက်ရှိပါတယ် ဟုတ်ကဲ့အားလုံးပေါင်း အားလုံးပေါင်း9ယောက်ပေါ့ဆရာ 9ယောက်เนาะ ဟုတ်ကဲ့ ဒါဆိုရင်ဆရာအနေနဲ့ဒီနယ်မှာပဲဖြစ်ဖြစ်ကိုနဲ့သက်ဆိုင်တဲ့လူတွေကိုဆရာအတင်းတော်မှာလာဖို့ဘယ်လိုစကားပြောချင်တယ်လဲဆရာပြောပါအောင် ဟုတ်ကဲ့ကျွန်တော်ဒီ Grand Rapids မှာ International Live Worship Church မြန်မာအစီအစဉ်ရှိပါတယ်မြန်မာလိုပဲဝတ်ပြုပါတယ်နောက်ဒီ Sunday မှာတော့ကျွန်တော်တို့ပထမ3ဘက်ကတော့မြန်မာအစီအစဉ်ဖြစ်ပြီးမှနောက်ဆုံးတစ်ပတ်တော့ကလေးတွေရဲ့ရှေ့အနာဂတ်တဲ့ UAB မှာကျွန်တော်တို့အင်္ဂလိပ်အစီအစဉ်ကျွန်တော်ပြုလုပ်ပါတယ် ဘယ်နှစ်နာရီမှာဖျားရှိခိုးလဲဆရာ ဖျားရှိခိုးတာတနင်္ဂနွေနေ့မနေ့10:00နာရီမှာစပါတယ်ပြီးတော့12:00နာရီခွဲတခါလေတော့12:45အလောက်ဝန်းကျင်မှာကျွန်တော်ပြီးပါတယ်လာရမယ့်နေရာတော့ဒီ International Live Worship Facebook ကစာမျက်နှာမှာကျွန်တော်ကြည့်ပြီးတော့အဲ့ဒီမှာလိပ်စာလေးရှိပါတယ်လိပ်စာဒီကနေပြောမယ်ဆိုရင်လည်းရှည်သွားနိုင်တယ်ဆိုတော့ဟုတ်ကဲ့အဲ့ဒီကနေကြည့်ပြီးတော့ပါဝင်ပြီးတော့မှမိတ္တာဖွဲ့လို့ရပါတယ်အားလုံးကိုလည်းအထူးပဲကြိုးဆိုပါတယ် ဆရာတို့ကအခုကိုပိုင်ဖျားเจ้าရှိပြီနော် ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ကိုပိုင်ဖျားเจ้าရှိပါပြီဟုတ်ကဲ့ ဂုဏ်ယူပါတယ်ဆရာ ကျေးဇူးတော်ပါပဲဟုတ် ဒါဆိုရင်ဆရာဖုန်းနံပါတ်တစ်ချက်လောက်ပြောလို့ရမှာဆရာ ဟုတ်ကဲ့ဖုန်းနံပါတ်တော့ဒီ616-466-6690ဖြစ်ပါတယ်ဟုတ် ကျေးဇူးတင်ပါတယ်အရောက်တိုင်းဖျားရှင်ကောင်းကြီးပေးပါစေဒီအတင်းတော်မှာတွားဖို့ဆက်တူးကြကိုcontact လုပ်ပါဒီဆရာကအရာနှိမ်ချတဲ့ဆရာဖြစ်တယ်ဖះကိုချစ်ရုံမကလူတွေကိုလည်းခင်တတ်တဲ့ချစ်တတ်တဲ့ဆရာတပါးပါเนาะအခက်ခဲရှင်လည်းသူ့ကိုကူညီလို့ရတောင်းဆိုလို့ရပါတယ်သူကအကူညီပေးလို့ရပါတယ်လို့ကျေးဇူးတင်ပါတယ်အရောက်တိုင်းဖះရှင်ကောင်းကြီးပေးပါစေ